Southern YSO PDF တပေါင်းစုတိုက်ခိုက်လို့ပခုတ်ကူမှာစစ်တပ်တပ်ဖွဲ့ဝင်6ဦးသေဆုံးတလိုင်းရဲဘော်တွေကပခုတ်ကူမြို့နယ်ပခုတ်ကူလေကွင်းမှာရိတ်ခါတဲ့ပြန်လာတဲ့စစ်တပ်စစ်ကြောင်းကိုမနေ့အောက်တိုဘာလ15ရက်နေ့ကဂျာဖြတ်တိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယမ်းတွေကိုတင်စီရမိတယ်လို့ Southern YSO PDF ကဒီနေ့လယ်ပိုင်းမှာထုတ်ပြန်ပါတယ်အဲ့ဒီစစ်ကြောင်းကပခုတ်ကူမြို့နယ်မြောက်လူကန်ရွာကစစ်တပ်တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ Southern YSO PDF ကထုတ်ပြန်ပါတယ်တိုက်ခိုက်ခံရတဲ့စစ်တပ်စစ်ကြောင်းကပခုတ်ကူလေရင်ကွင်းကိုစုတ်ခွာသွားတယ်လို့လေရင်ကွင်းကင်းမျော်စဉ်ကစစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့မြောက်လူကန်ရွာစစ်စခန်းမှာလက်နက်ကြီးလက်နက်ငယ် .5 တွေတုံးပြီးပြန်လည်ပစ်ခတ်ခဲ့ပါတယ်ဒီစစ်စင်ရေးကိုတော့ Southern YSO PDF တပေါင်းစုဖြစ်တဲ့ Southern YSO PDF ဒေါင်းညီနောင်ရေစကြို Revolution Group ပြည်သူ့အာမန် PDF နဲ့ King Cobra တို့ကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်